အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် ADK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်လက်ကိုဖုန်းဝယ်ပဲပေါ်တာတွေအတွက်ကျွန်တော်2026ခုနှစ်6လပိုင်းအတွက် Redmi ဖုန်းသစ်ဈေးလုံးများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ပြောပြမယ့်ဖုန်းသစ်ဈေးလုံးလေးကိုသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြအောင်ဖိတ်ခေါ်ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi A5 ထိုင်းဂလိုပဲအလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 364ကို4,900,000ဝန်းနဲ့ရောင်းချနေပြီး RAM 412ကိုတော့5,300,000ဝန်းနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်1မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi 15C ထိုင်းဂလိုပဲအလုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 612ကို6သိန်းပတ်ချလဲနဲ့ရောင်းချနေပြီး RAM 8256ကိုတော့6,800,000ဝန်းပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်3မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi 14C 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 412ကို5,900,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်4မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 12 Pro 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို8,900,000ဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်5မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 30 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို9,800,000ဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်6မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 30 Pro 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို8,800,000ဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 5G လုံးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8128ကို9,200,000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 818ကို8,000,000ဝယ်ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်9မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 40 Pro Plus ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို17,500,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်10မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 15 5G ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 618ကို9,900,000ဝန်းနဲ့ရောင်းချနေပြီး RAM 818ကိုတော့8,600,000နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်17မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 15 Pro ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 8256ကို17,000,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်12မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Redmi Note 15 Pro Plus ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို14,000,000ကျော်နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်13မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ K80 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို15,000,000ကျော်နဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်14မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ K80 Ultra ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို16,900,000ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်15မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Xiaomi CB3 ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို13,000,000ကျော်ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နံပါတ်16မိတ်ဆက်ပေးခြင်းတဲ့ဖုန်းလေးကတော့ Turbo 5 Max ပဲဖြစ်ပါတယ်ခင်ဗျာဒီဖုန်းလေးကိုတော့ RAM 256ကို19,000,000ကျော်ပတ်ချလဲနဲ့ရောင်းချနေတာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော် ADK channel လေးကတော့ဖုန်းသစ်ဈေးနှုန်းလေးတွေကိုလာတိုင်းတင်ဆက်ပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်အားပေးကြပါဦးလို့တိုက်တွန်းပါတယ်ခင်ဗျာနောက်ဗီဒီယိုကြရင်တော့ကျွန်တော်တခြား brand တွေဖြစ်ကြတဲ့ Oppo Vivo Tecno အစရှိတဲ့ brand မျိုးစုံရဲ့ဖုန်းသစ်ဈေးနှုန်းလေးကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးကိုလည်းစောင့်ကြည့်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ